ခုနဖြစ်သွားမရိုက်ဖြစ်လိုက်ဘူးအဲ့နေရခုနဖြစ်သွားတော်တယောက်ကိုလွတ်သွားလိမ့်မယ်နော်ဟုတ်တယ်နော်မရိုက်လိုက်အောင်အဲ့နေခုနဖြစ်သွားခုဒီမောင်နေရင်းနေတော့လိုက်တာတော်ရဲ့ထိတ်ဆတော်ယူခါနောက်ကထအော်လို့ရှိရင်နဲ့လာဖဲမယ်တော်နော်ရိုက်ချင်တာရိုက်ချင်တာစတိန်ပိုင်းဒါရစတိန်ပိုင်းပေါ့နော်စတိန်ပိုင်းကြောက်စရာခုနဖြစ်သွားတာကဲအမင်းကဘယ်ကနေဘယ်လိုစားဖြစ်လဲဆိုတော့ပြောပြမယ်နော်ဒီမှာဖြူစင်းရဲ့ channel မှာလာကြည့်ပေါ့နော်ဖြူစင်းရဲ့ channel မှာစားနေအဆုံးကြီးဘယ်လိုဖြစ်လဲဆိုတော့ရိုက်ထားပါတယ်အခုပြောပြလိုက်မယ်နော်ဘာမှထပိတ်ကြော်ခက်လာပြီးတော့ခဲတော့အိတ်တဲ့သူရဲ့ပြန်မယ်တဲ့အဲ့လိုပြောอ่ะအဲ့ရနေစားဖြစ်တော့တာပဲသွားချလိုက်ပြန်လုပ်လိုက်ပဲအဲ့လိုဖြစ်သွားတာအစအဆုံးတင်အဲ့လိုပြောရင်းနဲ့လေဖြူစင်းချင်တယ်မှာဖဲအဲ့လိုပြောရတယ်ဘာပြောရလဲဟုတ်လားမျိုးဘာလဲဘာလုပ်တယ်မရလုပ်တယ်ဆိုအဲ့လိုဆိုချဲလက်ခေါ်အဲ့တိုင်းစွနေနဲ့ဖြူစင်းကပြောလိုက်တယ်လေဖြူစင်းကိုလက်လိုက်သွားရဆိုပြီးတော့ဟုတ်တယ်အဲ့လိုပြောလိုက်တော့ဝဲတာဘဝတပိတ်ကြော်ကြီးလဲတွေ့ရောအဲ့ရနေစားဖြစ်တော့တာပဲအဲ့ရနေဟိုဝင်ကြည့်လိုက်ချောလိုက်ဝင်ကြည့်လိုက်ချောလိုက်ဆိုတော့ပြောရရွားရောဒီဗီဒီယိုအကောင်လုံးတင်ပါမယ်ဒီမှာပါဖြူစင်း channel မှာအစားနေကဲသူများဖုန်းမှာလာကြညာနေတော့ရလို့လုံးမာဒီအဲ့ဒါဗီဒီယိုဒီကောင်ကပြရမယ်အဲ့ဒါပဲဒါဒီလိုက်အဲ့ဒါဗီဒီယိုဒီကောင်ပြမယ်ဝါတူတိကျနာရှိကောမမလာမယ်အကောင်ဖြေပေးမယ်ရှင်းတယ်နော်ကောမကြည့်လိုက်လို့0ဖြစ်လို့ရှိဒီနဲ့လာထိုးပါလိမ့်စာပါတခါလေးရေးခဲ့နမအိမ်လာပြီးလက်သိန်းနဲ့ထိုးလို့ရအောင် subscribe လုပ်ထားလဲအဲ့လိုလုပ်ပါဒီရက်တွေရှိတားပါပါလေတော့